Okay okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အားလုံးကို UC ဘလောင်းနဲ့ပါရရသွားလဲဆိုတာကိုကျွန်တော်လည်းဒီတစ်ချက်တော့လက်ကြည့်ပေးပါခင်ဗျာ Let's go guys Okay ဘာမှမရပါဘူးခင်ဗျာနောက်ဆုံးမှရသွားတော့ UC 6000နဲ့နောင်နာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ